America မှာပတ်စံရှိရင်တော့မှလလကူကူဝယ်စားလို့မရတဲ့ညာစီအလွမ်းပြီးဒုတ်ထိုးကင်လေးတွေကိုတငယ်ချင်းတွေကိုလှုပ်ကြွေးခဲ့ရပဲဖြစ်ပါတယ်။ကျက်ဥပေါင်းကင်လေးတွေကျက်ဥလေးတွေကိုထိဖောက်ပြီးတော့အနှစ်ကလေးတွေထုံမယ်။တရုတ်မဆလာထဲမဲ့ပင်ငန်ပြားကြီးထဲမဲ့တကြားနေငယ်စားနေငယ်ထဲငရုတ်ကောင်းလေးခက်များများထည့်ပြီးတော့တေချာမှွေပြီးတော့စကားလေးနဲ့စစ်ပြီးလို့ရှိရင်ကျုပ်ခွန်လေးတွေပြန်ထည့်ပြီးတော့ဒီလိုမျိုးရင်ွေးဥထဲမှာပေါင်းပါမယ်။စင်တူယိုမဖိလစ်ပီနိုအကင်ကြီးရှိပြီးမဲ့သွားစားကြည့်တဲ့အခါမှာရတာကမြန်မာပြည်က street food ရတာနဲ့လုံးဝမတူတဲ့အတွက်ကိုယ်တိုင်တငယ်ချင်းတွေကိုလှုပ်ကြွေးခဲ့ရပါအမဲသားလေးကိုလက်ညှိုးဆိုင်လောက်လီစနွင်းထဲစားထဲအယောင်တင်မှုံလေးအနှဲငယ်ထဲမဆလာထဲပြီးလို့ရှိရင်တော့စီလေးထည့်ပြီးတော့ရတာလေးဝင်အောင်တေချာလေးနေပါမယ်ဟင်းချက်တဲ့စီကိုတော့အိမ်မှာအမြဲတမ်း avocado oil ပဲသုံးပါတယ်နောက်ထပ်လာမယ့်ဗီဒီယိုမှာတော့ဟင်းချက်စီနဲ့ပတ်သက်တဲ့ဘ ഹു တုတာတွေကိုတည်တလောက်ပြောပြပေးပါမယ်။ဝယ်လာတဲ့ကြက်ရိုးလေးတွေကိုစနွင်းလေးခနဲ့နိုင်ထည့်စားလေးထည့်ပြီးတော့ပြုတ်ထားပါမယ်။ပြုတ်တဲ့အချိန်မှာအရင်နူးပြင်းနေအောင်မပြုတ်ဘဲနဲ့ခက်မမလေးရတဲ့အခါမှာအိုးချပါမယ်။ကြက်တောင်မန်လေးတွေကိုလည်းခုနလိုမျိုးပဲထပ်ပြုတ်ပါမယ်။ခက်မမလေးရတဲ့အခါမှာအိုးချပါမယ်အသေးမြင့်လေးတွေကိုတော့နည်းနည်းလေးနူးအောင်ပြုတ်ပြီးမှဦးချပါမယ်။ကျက်စတောက်လေးတွေကိုလည်းပြုတ်မယ်နူးမှဦးချပါမယ်။ကျက်ရိုးလေးတွေကိုတော့ကိုလိုချင်တဲ့ဆိုင်အတိုင်းခုတ်ပြီးလို့ရှိရင်တော့အရသာနေပါမယ်။အရသာအနေနဲ့ပင်ငန်ပြားရဲ့အပြင်ခယူးစီအယောင်တင်မှုန့်ထည့်ပြီးလို့ရှိရင်တော့စီလေးထည့်ပြီးအရသာဝင်အောင်နေပါမယ်။အရသာနေပြီးသွားပြီဆိုရင်တော့ကင်မိုးအတွက်ဒုတ်လေးထိုးထားပါမယ်။တောင်မန်လေးတွေကိုလည်းခုနကအတိုင်းပဲအရသာလေးတွေထည့်ပြီးတော့နေပြီးတော့ဒုတ်ထိုးပါမယ်။တဲမြင့်လေးတွေကိုလည်းအရသာထည့်ပြီးရင်နေပြီးဒုတ်ထိုးပါမယ်။စတောက်လေးတွေကိုလည်းအရသာထည့်နေပြီးဒုတ်ထိုးမယ်။ဝတ်သားလေးတွေကိုတော့မပြုတ်ဘဲနဲ့အစိမ့်တိုင်းပဲခုနလိုမျိုးအရသာနေပါမယ်။ပြီးလို့ရှိရင်ဒုတ်ထိုးထားပေးဝနရွက်လေးတွေကိုပြုတ်မယ်မမလေးမှာအိုးချပြီးတော့အရသာနေပြီးတော့ဒုတ်ထိုးပါမယ်ရုံမတီဒီလေးတွေကိုတော့အရသာမနေဘဲနဲ့ဒီတိုင်းဖြတ်ပြီးတော့ဒုတ်ထိုးပါမယ်ချီလီချောင်းသားမစားတဲ့တငယ်ချင်းတွေရှိလို့အမှုကိုတော့ဘေကန်စားကြသားလေးနဲ့လိမ့်လိုက်ပါတယ်ကြာဆွဲလေးတွေဒုတ်ထိုးမယ်ချစ်ထားတဲ့အာလူးလေးတွေမဲမသွားအောင်10မိနစ်လောက်စားရည်စိမ်ပြီးမှဒုတ်ထိုးပါမယ်ကျက်အရီကိုနဲ့ကျက်ဥတွေကတော့ market ထဲမှာလုံးဝရှာလို့မရတဲ့အတွက် ready made လေးတွေသွားဝယ်ပြီးတော့အရသာလေးထပ်နေလိုက်ပါတယ် sauce အဖြစ် sweet chili sauce လေးကိုသုံးပါတယ်ဖြစ်ဖြစ်ကြီးမဖြစ်အောင်ရင်းနှီးအနှင်းငယ်ထည့်ပြီးစရာချလေးထည့်ပါတယ်အခုဆိုရင်တော့အားလုံးကင်မို့ ready ဖြစ်ပါပြီအိမ်မှာပဲကင်လို့ရရဲဆိုပြီးမဲ့ရန်ကုန်ညာစီအထာ5 play ပေးတဲ့အတွက် public park မှာသွားလို့ဖြစ်ခဲ့ပါတယ်အမေရိအများကြီးပဲဆိုတော့တော်တော်လုပ်ခဲ့ရတယ်ပေါ့နော်ဒါပေမဲ့တငယ်ချင်းတွေကအိမ်အလန်းပြေတယ်စားလို့ကောင်းတယ်လို့ပြောလို့ကျင်နေခဲ့ရပါတယ်အင်လန်းနေတဲ့တငယ်ချင်းတွေရှိရင်လည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လုပ်ကြည့်လိုက်ကြနော်အားလုံးပဲကျေးဇူးပါ